ကိုဝင်ရှိရဲဆိုတာတည်ရနဲ့ပထမဆုံး12ပတ်မတိုင်ခင်ကျမရဲ့ဌာနတွေဒါမှမဟုတ်စီရင်စည်းကမ်းမှာကိုဝင်ဆောင်ရှောက်မှုစတင်ခံယူရပါမယ်ဒါကမိခင်တဲ့ကလေးကျမရဲ့အတွက်အလွန်အရေးကြီးပါတယ်ဘာကြောင့်စောပြတင်တယ်လဲဆိုရင်ကိုဝင်ရှိကြောင်းကိုအတီးပြုလို့ရတယ်မိမိရဲ့မိခင်ကျမရဲ့အခြေအနေကိုစစ်ဆေးနိုင်တယ်ပေါ့နော်ဒီကျမရဲ့အခြေအနေမှာပါဆိုရင်သွေးပေါင်တိုင်းမယ်ကိုလေးချိန်တိုင်းမယ်သွေးအားနည်းရှိလားစီးကြိုရောဂါရှိလားဆိုတာကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုက AN ကဲပေါ့နော်စောပြခြင်းအကျိုးကျေးဇူးတွေပေါ့နော်ဒါကကြတော့မိခင်အတွက်အာဟာရဒီအကြံပေးနိုင်တယ်ပေါ့နော်တောက်ရမယ်ဆေးတွေ folic acid တွေတန်တက်တွေတောက်ရမယ်ဆေးတွေပြနိုင်တယ်အနေရှိတဲ့အခြေအနေတွေဆိုရင်လည်းစောစီတိပြီးတော့မှကြိုတင်ကာကွယ်နိုင်တယ်မိုးဖွားဖို့အတွက်အစီအစဉ်တွေရေးဆွဲနိုင်တယ်ပေါ့နော်WHO ကအကြံပေးခြင်းပြုထားတာကကိုဝင်ဆောင်စဉ်ကာလတစ်လျှောက်လုံးမှာတဲ့အနည်းဆုံး8ချိန်တော့ပြတ်တာဖို့လိုအပ်တယ်တဲ့ဘယ်ချိန်တွေမှာပြရမလဲဆိုရင်12ပတ်တိုင်ခင်ပတ်20 26ပတ်30 34ပတ်36ပတ်38ပတ်နဲ့40ပတ်ဒီနေရာတွေမှာပြဖို့ပေါ့နော်သူကပြောပြထားပါတယ်ဒါပေမဲ့လည်းပေါ့နော်အခုခေတ်ကကြတော့အခုနောက်ပိုင်းကျတော့OG ဆရာဝန်တွေနဲ့ပိုင်းအပ်ပေးပါညာဆိုရင်သူတို့ရက်ချင်းခေါ်တဲ့အတိုင်းကိုပြကြတာများတယ်ပေါ့နော်အဲ့လိုလဲပြလို့ရပါတယ်နောက်တစ်ခုပေါ့နော်ပြတဲ့ချိန်မှာကိုကသွေးတိုးရှိရဲစီးကြိုရှိရဲကိုကအမွာကိုဝင်လာပေါ့နော်ဒါမျိုးတွေရှိရဲဆိုရင်သူတို့ရက်ချင်းတိုင်းတေချာပုံမှန်ပြဖို့လိုတယ်အန်ဒီရဲ့လက္ခဏာတွေပေါ်မယ်ဆိုရင်လည်းမကြတန်းချက်ချင်းပြဖို့လိုအပ်ပဲပေါ့နော်ကိုဝင်ဆောင်အဲ့ဒီမှတ်တမ်းစာအုပ်မှာဆိုရင်ကိုဝင်ရက်သက်ပတ်တွေဘယ်နှပတ်ရှိပြီလဲမွေးဖွားမဲ့ရက်တွေကိုလေးချိန်နေသွေးပေါင်ချိန်သွေးတွေစီးတွေစစ်ထားတာတွေကာကွယ်ဆေးထိုးထားတဲ့အချိန်ရေးအတွက်တွေတောက်ရမယ့်ဆေးတွေဒါတွေကိုတိကျပေါ့နော်ရေးထားတာရှိတယ်ပြီးတော့ရက်ချင်းတွေရေးထားတာရှိဒါတွေကိုစစ်ရုံသွားတိုင်းကိုစားကိုယူဆောင်သွားရမယ်မပြတ်မကွက်သိမ်းစီထားရမယ်နားမလည်ရရှိရင်လည်းဆရာမကိုတိကျမေးမြန်းရမယ်ပေါ့နော်ရက်ချင်းရဲ့တိုင်းပုံမှန်လာဖို့လဲလိုအပ်ပါတယ်